ပွဲပြတယ်အိုးရက်ဆက်ပြီးသိမ်းထားရတယ်လို့ကွာဒီပွဲနဲ့ရွှေရှောင်ပဲရှေ့လူကြီးကခတ်ပါကိုရတယ်ဥပရာကူကတော့သွားကူရအောင်ပါပဲကြည့်ပါဗျာကျုပ်ဒီကိုလေဟိုနားလည်းမချရဲ့ဒီနားလည်းမတင်ရဲ့တရုတ်တရားနဲ့ဂရိတရားလေးဖက်ထားတာညအိမ်အောင်ပါလေအိုလီကိုကျွန်တော်ဖယ်ပြီးတော့အင်းရှိပါရဲ့ကွာဂရိလေးတစ်ချက်လက်သွားတယ်ဒီကောင်လောက်တာကျိုးခွဲပါပြီကျိုးခွဲပါပြီကြည့်ပါဦးဗျာတော်ခံစားရမှာပဲနော်လေအသက်ကလည်းကြီးပြီဆိုတော့ဒီအိုးကွဲတဲ့တံဘယ်ခါနိုင်ပါမလဲငယ်ငယ်ကလည်းကျွန်တော်မကြည့်မဟုတ်ဘူးလေဟိုအယိုးပြအိုးလို့ထည့်ပြောပါလားအယိုးပြအိုးကွဲတာဘယ်ခါနိုင်ပါဟုတ်ပါတယ်နှလုံးမထီမောင်ရဲ့မင်းရလေကွာဥပတ်တော့အိုးကွဲသွားအောင်မင်းလည်းမစင်မချင်းမဟုတ်လောက်ရတာလေကွာမဟုတ်ပါဘူးအချို့ရင်မို့ပဲကျွန်တော် movie မိုက်မိတာအဲ့ကမင်းစကားပဲကိုရောက်လာတယ်မဟုတ်ဘူးလေဗျာကျွန်တော်ကဦးလေးတို့အိမ်ကိုနေဘူးတဲ့လမ်းလျှောက်ပြီးလာကောင်းထဲမှာငူးလာတာဗျာထိုင်ရကနေဇက်ခနဲ့ထားလိုက်တော့မိုက်ခနဲ့ဖြစ်ပြီးတော့အိုးကိုတိုင်းနေတယ်ကျွန်တော်အိုးလေးလိမ့်ပြီးတော့ကောက်ပါသေးတယ်ဗျာဦးလေးလေးနေတယ်ဦးလေးကျွန်တော်အော်လိုက်တော့မှကြောက်ပြီးတော့လက်ထက်အောက်ကိုကြာပြီးကွဲသွားတာလေဗျာဟိုမလို့ပြီးကွာမလို့ပြီးမကျင်တော့ဘူးဗျာကျွန်တော်မကျင်တော့ဘူးဗျာကဲကျွန်တော်နှိမ့်ပြပါလေဗျာမောင်ရဲ့မင်းကဥပတ်တုတ်ကျင်အောင်တောင်းမှပြီးတော့ဒီလိုပုံစံတူအိုးတုံးပြန်ဝင်ပြီလားဟာဦးကျွေးမရဘူးလေမဖြစ်နိုင်ဘူးလေဟိုသားပြအိုးရိုးအိုးမဟုတ်ဘူးဘာပြလဲဟောအချုပ်ရင်မှုပဲဘာပြမရဘူးလဲအိုးတိတ်ခွဲပြတယ်ပေါ့ဦးလေးဗျာအဲ့အိုးတိတ်ခွဲပြတယ်ကိုအိုးထဲမှာထည့်ပြီးတော့တရုတ်တရားနဲ့သွားတဲ့နေရာကိုယူသွားရတယ်လို့အေးဒါအိုးတိတ်ခွဲပြမဟုတ်ဘူးကွာဟမ်အယိုးပြအခုနကငါပြောခဲ့တယ်လေဒါအယိုးပြငါမိမရဲ့အယိုးပြဦးလေးကလည်းမဟုတ်တယ်ချက်မပြောပါနဲ့အယိုးပြအဲ့လိုများမလားဦးလေးမင်းအယိုးပြအဲ့လိုများမလားအဲ့လိုအများကြီးဟာဦးလေးကလည်းဦးလေးမင်းအယိုးပြမဟုတ်တော့ပါဘူးအများကြီးပဲဥစ္စာကိုအေးကောဒါတယောက်တည်းမဟုတ်ဒါငါမိမနှစ်ယောက်ရဲ့ပြဗျာဟုတ်ပါတယ်အကျွေးမှုဟဲ့ဟိုကျွန်တော်ငငယ်ကမိမနှစ်ယောက်ရှိပါတယ်ရှက်လေးရှက်ပါတယ်မင်းတတလိုက်ဟိုတော့ကျမဘဝရဲ့နေဝင်ရင်ရောက်နေပြီဆိုတာကျမသိပါတယ်ကိုဘာတော့ရဲ့ကျမရဲ့နေဝင်ချိန်မှာရှင်ကစီစာတင်လိုက်တချို့ပေါ့
ကိုဘာတော့ကျမရဲ့လက်နဲ့ဖမ်းဆုပ်လို့မရတယ်ကောင်းငင်ဟာလေရှင်မပဲကိုဘာတော့ရဲ့ မိမိကြပြဆန်သူကြီးမင်းဟာလေအသက်ငင်းနေတာတော့မှကြပြရီရွတ်ပြနေတုံးပါပဲလားကွာ ကဗျာကျမတမီးလေးကဗျာအောင်ရင် အာဟိုတမီးလေးကြပြလေဒီချိန်ဆိုလို့ရှိရင်သူ့เจ้าမှာသူ့ကလေးတွေကိုစာတင်နေလောက်ပြီပေါ့ကွာဒီမှာမိမဟိုမင်းတမီးလေးလည်းဘာမှပူးမနေနဲ့ငါတို့လည်းဘာမှစိုးရိမ်မနေနဲ့မင်းသွားမဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်းတန်းတာတော့ တေချင်းတေဟဲ့ဟိုဘကမှာဘာရရှိလဲကျမတွန်းပွင့်လိုက်တဲ့တကားနာမည်ရတယ်ဆောင်းရသည်တဲ့ မိမမိုင်မေချီကြီးအဲ့ဒီကြပြတွေကိုရုပ်မနေနဲ့တော့ဒီအချိန်ကမင်းတရားလေးကိုနှလုံးသွင်းပြီးအာယုံပြုတ်ရမယ်အချိန်နော်ဘောင်းလို့ပြမယ် အတ္တစကရိယာမကရဟံတန္တိပခအဘာဒနာတန္တိပါရအဝဇနာမာဒာပိတသနိကန္ဒဇာတဝိရပရိကမ မတိရွှေမင်းဒီခေါင်းလာရင်ဟောလာတော့မတိရွှေရဲ့တတ်တယ်မလား သူလည်းမင်းလို့ပါကွာ မိုက်ကဖြတ်သွားလို့နဲ့တူလေဟိုအခွင့်အရေးတခါလေးပေးပေးမယ်လေဒါပဲဟိုသမီးလေးကလေစာမွေးနေနေလို့ဆီယမအိမ်မှာခေါ်ပြီးတဲနေတယ်ဒါမှသမီးလေးအတွက်ရောငါအတွက်ရောမိဘာမှမပူနဲ့စိတ်ချလက်ချနေနော် စိတ်ချစမ်းမကွာမင်းဘာမှပုံနေနဲ့ဟာဟောဒီမှာဟိုဟာတွေတွေးပြီးတော့ပင်မနေရောဒီမှာတရားလေးနာပြီးတော့အေးစစ်စစ်အပန်းဖြစ်နော်ဟုတ်
ပြက်ကတော့အဲ့ဒါပါပဲလူကြီးဟဲ့မင်းဘာဖြစ်တာလဲ စိတ်ထဲမကောင်းလို့ပါဦးလေစိတ်ထဲမကောင်းလို့ ရပါတယ်ဒီလောက်ကြီးမဖြစ်ပါနဲ့ပြီးတဲ့ဥစ္စာလည်းပြီးတော့မှာပဲဥစ္စာ အဲ့ဒါဆိုလည်းကျွန်တော်ရှော့ကြလိုက်ပါပဲဦးလေကျွန်တော်စိတ်ထဲမှာရှင်းတာတခုတော့ရှိတယ်ဗျာအဲ့ဒီအယိုးပြောင်ကိုတတ်တတ်စီခွဲမထားပဲလေဘာလို့ပေါင်းတာလဲ အဲ့ဒါကဒီလိုရှိပါတယ်ကွာငါမိမနှစ်ယောက်စလုံးဆုံးမသွားတဲ့အချိန်မှာငါသူတို့နားမှာမရှိတဲ့အတွက်ကြောင့်မလို့ကိုအပြစ်ပေးတဲ့အနေနဲ့ဒီပြားကိုလေးကိုဖယ်ပြီးလွန်နေရတာပါကွာဒါကြောင့်မို့ဒီပြားဦးတဲ့နှစ်ယောက်စလုံးရဲ့ပြားကိုထည့်ပြီးတော့ငါအမြဲတမ်းသွားတဲ့နေရာကိုယူသွားယူလာမချရဲ့မပြူရဲ့အိတ်တော်လည်းပဲဖက်ပြီးအိတ်နေရတယ်လို့ ဦးလေးရုံးမဆန်လိုက်တာဗျာကြပြဆန်လိုက်တာဗျာ ပါတယ် ဦးလေးကိုတော့ကျွန်တော်တကယ်လေးစားသွားပြီဦးလေးတကယ်လေးစားသွားပြီဒါပေမဲ့ဦးလေးကျွန်တော်မရှိတာလည်းကိုရှိသေးတယ် မင်းကဘာမရှိရဗျာတော့ ဦးလေးအဲ့လားအပေါ်တက်လိုက်အောက်ဆင်းလိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေတာမိမနှစ်ယောက်စလုံးရဲ့အသက်ကိုဘာလို့မမေးလိုက်တာလဲ ဒါလည်းဒီလိုရှိပါတယ်မောင်ကြီးဟဲ့ဟိုအပေါ်တက်လိုက်အောက်ဆင်းလိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေတဲ့အချိန်အသက်ရွယ်ရလည်းရပြီမို့လားဒူကောင်ကြီးကလည်းချောင်းနေပြီ ဟုတ်ပါလေဒူးမြောင်းနေတော့ဆိုရပါတယ် ကိစ္စမရှိဘူးရှင်းအောင်တခါလေးပြောတာဟောဒူကောင်က6နေတော့အသက်အဆင်းဆက်မလုပ်နိုင်ဘူးခိတ္တခဏလှေကလေးမှာထိုင်ပြီးနားလိုက်တော့နှစ်ယောက်လုံးရှင်းစစ်တောက်စစ်ဆိုပြီးတော့ဆုံးသွားတယ်မင်းကဘာဖြစ်လဲ ဒီနေ့မဆန်လို့ပါဦးလေး ကိစ္စမရှိပါဘူးပြီးရင်လည်းပြီးသွားပြီဥစ္စာဖြည့်လိုက်တော့နော်ဖြည့်လိုက်တော့ငါပဲလုံးမရသေးဘူးနော် ဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျစ်စရာမိမလည်းမရှိ မရှိတော့ဘူးကွာ တိန်းတာလည်းအယိုးကလည်းကွဲသွားပြီ မင်းညောဟောပါပြီ ဦးလေးတယောက်တည်းရှင်းစက်ပြီးတော့အထီးကျန်နေတော့ပါဗျာ အဲ့ဒီလိုတော့မဟုတ်ဘူးကွာဟုတ်ငါမိန်းမနှစ်ယောက်ကမွေးပေးသွားတယ်သမီးလေးနှစ်ယောက်ရှိသေးတယ်သူတို့နှစ်ယောက်ကိုပဲငါစုပုံချရတော့မှာပေါ့ကွာ ဦးလေး ဟမ် သမီးတယောက်ရှိသေးရလား မဲပါလို့ အော်မဟုတ်ပါဘူးမန